Hello အားလုံးပဲမင်္ဂလာပါရှင်အခုကျမကတော့အညိုဖက်သွားတဲ့ make up လောက်လေးပြင်ကြည့်မှာဖြစ်ပါတယ်ရှင်အရင်ဦးဆိုစကင်ကန်လေးတွေစိတ်ချင်းစီအရင်လေးပါနော်ပြီးမှ primer ကိုလေးပါရှင်ပြီးရင်တော့ foundation လေးပေးပါရှင်အညိုဘက်သွားတဲ့ make up လောက်လေးပြင်မှာဆိုတော့မျက်လုံးပေါ်မှာအညိုလေးကိုအရင်တန်းတင်လိုက်ပါတယ်ရှင်ပြီးရင်တော့မျက်လုံးအောက်မှာလည်းခုနကလေးထားတဲ့အညိုလေးကိုလေးပေးရမှာဖြစ်ပါတယ်ရှင်တစ်ဖက်ပြီးလို့ရှိရင်တော့တစ်ဖက်ကိုလည်းအပုံစံတိုက်လေးပဲလေးပေးသွားရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ excusion လေးကိုလည်းခုနကသုံးထားတဲ့အညိုလေးကိုပဲသုံးပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့မျက်ရည်လေးပေါ်လို့ eyeshadow မှာပါတဲ့အရောက်တော့လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်ကျမအရန်ကြီးမပေါ်ချင်တော့ညိုရောက်ဘက်သွားတဲ့အရောက်လေးကိုထည့်ပေးထားတာဖြစ်ပါတယ်ရှင်ပြီးရင်တော့နောက်တစ်ဖက်ကိုလည်းအဲ့လိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့အဲ့လေးနာလေးကိုစပြီးတော့ဆွဲပေးရမှာဖြစ်ပါတယ်ရှင်။ညီမရှိလေးလို့တော့ဆိုတော့ရှိလေးပဲဆွဲထားတာပါ။ဒီ make up လောက်ပုံစံလေးကအဲ့လိုရှိလေးနဲ့ပဲလိုက်တယ်လို့ခံစားရလို့ပါ။ပြီးရင်တော့နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲဆက်ဆွဲပေးပါရှင်။ညိုဘက်သွားတဲ့ပုံစံလေးလို့တော့ဆိုတော့မျက်လုံးအောက်နာလေးမှာအညိုလေးကိုထားပြီးတော့ဖြည့်ပေးတာဖြစ်ပါတယ်ရှင်။ပြီးရင်တော့အစီပြတ်တဲ့နေရာလေးတွေမှာ powder လေးကိုလိုက်ပြီးတော့သေချာလေးသိပ်ပေးရမှာဖြစ်ပါတယ်ရှင်။ဒီနေ့ကမျက်တော်တူအမစိုးတော့ဘူးဆိုတော့မျက်လုံးလေးကိုသေချာလေးကော့ပြီးအထက်ရောအောက်ရောလိုက်ပြီးတော့ဆိုးပေးရမှာဖြစ်ပါတယ်ရှင်။ပြီးရင်တော့မျက်ခုံးလေးကိုလည်းအညိုဘက်သွားမှာဆိုတော့ eyebrow pencil လေးမစိုးတော့ပဲအညိုရောမို့လေးနဲ့ပဲလိုက်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးတော့ natural look လေးဖြစ်အောင်လို့ mascara လေးနဲ့လိုက်ပြီးတော့ကော့ပေးရမှာဖြစ်ပါတယ်။နာလေးကိုလည်းကိုနဲ့လိုက်ဖက်တဲ့ပုံလေးကိုဖောက်ပေးပါနော်။ပါးနီလေးကိုလည်းအညိုရောဖက်သွားတဲ့အရုပ်လေးကိုရွေးပြီးချိုးပြထားတာပါရှင်။ပြီးလို့ရှိရင်ပါးပေါ်မှာပျောက်ပျောက်လေးနဲ့လင်းနေအောင်လို့ highlight လေးကိုသေချာလေးလိုက်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်နော်။နှာခေါင်းသားလေးကိုလည်း highlight လေးနည်းနည်းချင်းစီထည့်ပေးရမှာဖြစ်ပါတယ်ရှင်။မျက်လုံးလေးလည်းထင်းပြီးတော့ပေါ်နေအောင်လို့မျက်လုံးတောက်နာလေးမှာ highlight လေးနည်းနည်းချင်းစီထည့်ပေးရမှာဖြစ်ပါတယ်နော်။ပြီးရင်တော့အညိုဘက်သွားတဲ့ပုံစံလေးဆိုတော့ lip liner လေးအစား eyebrow pencil လေးကိုသုံးပြီးတော့နှာခမ်းလေးကိုပုံဖော်ထားပါတယ်ရှင်။နှာခမ်းလေးကိုလည်းအညိုရောဘက်သွားတဲ့အရုပ်လေးကိုသေချာလေးရွေးပြီးဆိုးပြထားတာပါရှင်။နှာခမ်းနေလို့ရှိရင် 7-11 မှာလည်းရောက်ပါတယ်နော်နှာခမ်းနေဆိုလို့ရှိရင်နှာခမ်းသားလေးပေါ်တစ်ခါတည်းမတည်လည်းပဲလေအခုလို brand ပေးတာလည်းနှာခမ်းကိုပို့ပြီးတော့လှစေတာပါရှင်ပြီးရင်တော့နှာခမ်းသားလေးထင်းပြီးပေါ်နေအောင်လို့ lip gloss လေးဆိုရမှာဖြစ်ပါတယ်ရှင်နှာခမ်းနေဆိုပြီးလို့ရှိရင်နောက်ဆိုအနေနဲ့မျက်နှာပေါ် setting spray လေးဖြန်းပေးရမှာဖြစ်ပါတယ်ရှင် setting spray လေးဖြန်းရတဲ့အကြောင်းရတော့မျက်နှာပေါ်မှာရှိတဲ့ makeup တွေမရွေ့သွားအောင်မကွက်သွားအောင်လို့ဖြန်းပေးတာပဲဖြစ်ပါတယ်နော်ဒါနဲ့ကိုယ့်အကူပြီးပြီလို့တော့ထင်နေတာပဲတခုကြံခဲ့တယ်ဗာလဲသိလား makeup လို့ရဲ့ရေးကြီးတဲ့အချက်မှာပါတဲ့မျက်ကပ်မှန်လေးပဲဖြစ်ပါတယ်နော်မျက်ကပ်မှန်တစ်ခါထည့်လို့ရှိရင်တစ်ခါငွေရပါတယ် H ကိုလွှမ်းလို့တော့မဟုတ်ဘူးစတာနော်မျက်ကပ်မှန်မှာပါတဲ့မျက်ကပ်မှန်ဆေးရည်လေးပဲဖြစ်ပါတယ်ကဲမျက်ကပ်မှန်လေးလည်းထည့်ပြီးပြီဆိုတော့ကျမရဲ့ပြီးပြီဆိုတော့ makeup look လေးကိုရပြီပေါ့နော်ဒါကတော့ကျမတအားတွေလှနေလို့ကြည့်နေတာပါအခုလိုဆိုးရီကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင် bye